င်္ဂလာပါခင်ဗျာ True Crime and Channel မှာပြန်လည်ကြိုဆိုပါရစေ။ယခုပြောပြမယ့်ဖြစ်အမှန်ဇာတ်လမ်းလေးကတော့အိန္ဒိယနိုင်ငံဟိုက်ဒရာဘတ်မြို့မှာဖြစ်ပွားခဲ့တဲ့ရက်စက်တဲ့ဖြစ်အမှန်မူခင်းဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ဖြစ်ပုံကတော့ဒီလိုပါ။အိန္ဒိယနိုင်ငံဟိုက်ဒရာဘတ်မြို့မှာအရန်တိတ်ဆိတ်ပြီးထူးဆန်းတဲ့လူပျောက်ဆုံးမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။2024ခုနှစ်မေလမှာအသက်40ရွယ်ရှိတဲ့မိခင်တဦးဟာသူ့အိမ်ကနေရုတ်တရက်ပျောက်ဆုံးသွားခဲ့ပါတယ်။သူမနာမည်ကတော့အန်ဂျူပါ။အန်ဂျူဟာသူမရဲ့အသက်16နှစ်ရွယ်ရှိတဲ့သမီးနဲ့အတူနေထိုင်နေသူပါ။အန်ဂျူရဲ့ယောက်ျားကတော့အန်ဂျူနဲ့သမီးကိုထားရစ်ခဲ့ပြီးနောက်အိမ်အောင်ပြူကတေလန်ကာနာပြည်နယ်ပြင်ပမှာနေထိုင်နေခဲ့တာ9နှစ်ရှိခဲ့ပါပြီ။ဒီလိုနဲ့အန်ဂျူဟာသမီးနဲ့အတူနှစ်ယောက်တည်းရုန်းကန်နေထိုင်လာကြရင်ဒီနေ့တော့အန်ဂျူဟာနေအိမ်ကနေပျောက်ဆုံးသွားခဲ့ပါတယ်။ဒီအခါသူသမီးကအမေပျောက်ဆုံးသွားတာကိုရဲစခန်းကိုတိုင်ကြားခဲ့ပါတယ်။ရဲတွေကဒီအမှုကိုလိုက်လံစုံစမ်းခဲ့ပေမဲ့တဲလွန်စားတော့မတွေ့ခဲ့ကြပါဘူး။အချိန်တွေကြာလာတယ်ရက်တွေကနေလတွေကနေတနင်္နီးပါးတောင်ရှိလာခဲ့ပါတယ်။အဲ့ဒီလိုမိခင်အန်ဂျူပျောက်ဆုံးပြီးချိန်လပိုင်းလောက်ကြာလာတဲ့အခါမှာ16နှစ်အရွယ်သမီးဖြစ်သူဟာသူမရဲ့ချစ်သူဂုံတင်ကားမောင်းနဲ့အသက်22နှစ်အရွယ်မွန်တီကိုမာဆင်းဆိုသူနဲ့လက်ထပ်လိုက်ပါတယ်။ဒီနောက်မှာသူတို့ဟာကလေးတယောက်ကိုမွေးဖွားပြီး2လအရွယ်တောင်ရှိလာပါပြီ။သူတို့ဟာသူ့မိခင်အန်ဂျူပျောက်ဆုံးသွားတဲ့အိမ်မှာပဲဆက်လက်နေထိုင်ခဲ့ကြပါတယ်။တနေ့နီးပါးကြာလာပြီးတဲ့နောက်မှာရဲတွေကအန်ဂျူပျောက်ဆုံးတဲ့အမှုကိုပြန်စစ်ဆေးဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။သူတို့ဟာတဲလွန်စားအသေးစားလေးတွေကအစအသေးစိတ်စစ်ဆေးရင်းရဲတွေဟာတန်တရားတစ်ခုရလာခဲ့ကြပါတယ်။ဘာလဲဆိုတော့ဒီအမှုဟာပျောက်ဆုံးမှုမဟုတ်နိုင်မှုဆိုတာပါပဲ။စုံစမ်းစစ်ဆေးလို့ပြီးတဲ့အခါနောက်ဆုံးမှာမယုံနိုင်စရာအဖြစ်တစ်ခုထွက်ပေါ်လာခဲ့ပါတယ်။အန်ဂျူကိုတတ်ခဲ့တဲ့သူဟာသူမရဲ့သမီးအရင်ကိုယ်တိုင်ပဲဖြစ်နေပါတယ်။သမီးဖြစ်သူမိန်းကလေးဟာသူမရဲ့ချစ်သူနဲ့အတူဒီအမှုကိုကြိုတင်စီမံခဲ့ခြင်းဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့မိခင်အန်ဂျူဟာသူတို့နှစ်ယောက်ရဲ့သမီးကြီးစားဆက်ဆံရေးနဲ့ရှေ့ဆက်ဖို့အတွက်အတားအဆီးတစ်ခုဖြစ်နေခဲ့လို့ပါ။ဒါကြောင့်ဖယ်ရှားပြရမယ်လို့မိုင်မဲစွာဆုံးဖြတ်ခဲ့ကြပါတယ်။စီစဉ်ထားတဲ့နေ့မှာချစ်သူနဲ့သူ့ညီတို့အိမ်ကိုရောက်လာကြပါတယ်။မိန်းကလေးကအပြင်မှာစောင့်ကြည့်နေပြီးအိမ်ထဲမှာတော့မိခင်ဖြစ်သူအန်ဂျူကိုအချမ်းဖန်နီးနဲ့အသက်ဆုံးရှုံးစေခဲ့ကြပါတယ်။ပထမတစ်ချိန်လှုပ်ကြံပြီးတဲ့နောက်မှာမိခင်ကမတည်သေးပဲအသက်ရှိနေသေးတဲ့လက္ခဏာကိုပြခဲ့ပါတယ်။အဲ့ဒီအချိန်မှာမိန်းကလေးကသူ့ချစ်သူကိုပြန်ခေါ်ပြီးစီးအောင်ထပ်မံပြုလုပ်ခိုင်းခဲ့ပါတယ်။တပ်ဖြတ်ပြီးတဲ့နောက်မှာအလောင်းကိုအိမ်ရဲ့အခန်းအောက်မှာပဲမြုပ်နှံထားခဲ့ကြပါတယ်။အဲ့ဒီအခန်းထဲမှာတစ်နှစ်လုံးလူတယောက်ရဲ့အလောင်းရှိနေခဲ့ခြင်းဖြစ်ပါတယ်။ပိုပြီးထိတ်လန့်စရာကမိန်းကလေးတို့ဟာအဲ့ဒီအိမ်ထဲမှာပဲဆက်နေခဲ့ကြပါတယ်။ပုံမှန်ဘဝလိုပဲနေခဲ့ကြတယ်။အိမ်ကြီးချင်းတွေကတော့တန်တရားမဖြစ်ခဲ့ကြပါဘူး။ရဲတွေကနောက်ဆုံးမှာတဲလွန်စားတွေကိုချိတ်ဆက်နိုင်ခဲ့ကြပါတယ်။မိန်းကလေးကိုစစ်ဆေးတဲ့အခါမှာသူမဝန်ခံလိုက်ပါတယ်။လက်ရှိအချိန်တွေရတော့မိန်းကလေးနဲ့သူမချစ်သူနှစ်ဦးစလုံးဖမ်းဆီးခံထားရပါတယ်။မိန်းကလေးကအသက်16နှစ်မပြည့်သေးတဲ့အတွက်မိုင်းနာလိုတတ်မှတ်ပြီးကလေးတွေအတွက်တတ်မှတ်ထားတဲ့ဂျူဗလိုင်းလောနဲ့စစ်စစ်အပြစ်ပေးသွားမှာဖြစ်ပါတယ်။နောက်ဆုံးစဉ်းစားစရာကဒီအမှုဟာချစ်ချင်းမေတ္တာတစ်ခုကလူတစ်ယောက်ကိုဘယ်လောက်ထိမိုင်းမဲယူသွတ်စွာပြောင်းလဲနိုင်လဲမိသားစုတန်ဖိုးတွေပျက်စီးသွားတဲ့အခါဘယ်လောက်ထိဆိုးဝါးနိုင်လဲဆိုတာကိုပြသနေခြင်းဖြစ်ပါတယ်။အဆုံးထိနားဆင်ပေးလို့ကျေ
ကျေးဇူးပါခင်ဗျာကျွန်တော် channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ